Work for Peace အဖွဲ့မှာပါဝင်ရင်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတဲ့ဆရာတော်မဟာတန်တရားခွင့်ညက်မြောက်မှာပြန်လည်ပါဝင်လာပြီးအလူကလီနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။ Work for Peace အဖွဲ့ထဲမှာပါဝင်ပြီးငြိမ်းချမ်းရေးအတွက်လမ်းလျှောက်နေရင်လာအိုဆရာတော်မဟာတန်ဟာကာမဒေါသစက်မှုတစ်ခုကြုံတွေ့ခဲ့ရပါတယ်။ခြေထောက်ကိုပြင်းထန်စွာထိခိုက်မိခဲ့တဲ့အတွက်ကုသမှုပိုင်းမှာဆရာဝန်တွေကနီလန်းနှမျိုးရှိကြောင်းပြောပြခဲ့ကြပါတယ်။တမျိုးကခြေထောက်ရဲ့ကြွက်သားတွေတရှူးတွေပြန်ကောင်းလာဟုခွဲစိတ်အစားထိုးနည်းဖြစ်ပြီးနောက်တနည်းကတော့ဖြတ်လိုက်တဲ့နည်းပါဆရာတော်ကခွဲစိတ်ပြီးပြန်ကောင်းမှုအချိန်ယူရမယ်ဆိုရင်ကြာမဲ့ရက်ကိုမေးကြည့်တော့ရက်ကအရန်ကြာနေတာသိလိုက်ရတဲ့အတွက်ဖြတ်လိုက်ပါမယ်ဆိုပြီးရွေးချယ်လိုက်တာဖြစ်ပါတယ်ဆရာတော်မဟာတန်အနေနဲ့ဘာလို့ဖြတ်မယ်နီလန်ရွေးချယ်ခဲ့လဲဆိုရင်ဖြတ်လိုက်ပြီးပြန်လေကောင်းမွန်လာမယ့်ရက်က Work for Peace မှာပန်ဝင်ခွင့်ရနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပြီးခွဲစိတ်ပြီးအသေးစိတ်ကုသနေမယ်ဆိုရင်တော့ Work for Peace ရပြီးသွားတဲ့အထိဆရာတော်ကကုသမှုခံယူနေရအောင်မှာဖြစ်လို့ကုသဖို့ကိုညှင်းဆိုပြီးဖြတ်လိုက်မယ်လို့ပဲပြောခဲ့တာလို့သိရပါတယ်ဆရာတော်ရဲ့တီဂျီလေးနက်တဲ့ရွေးချယ်မှုကြောင့်ခြေတော်တစ်ဖက်ဆုံးရှုံးလိုက်ရပေမဲ့ဖေဖော်ဝါရီလ9ရက်နေ့တလ9ရက်မြောက်လမ်းရှောင်နေမှဆရာတော်မဟာတန်ပြန်လည်ပူးပေါင်းပါဝင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဆရာတော်ပြန်လည်ပူးပေါင်းလာမှုအတွက်ဆရာတော်အားလုံးကဝမ်းမြောက်ဝမ်းသာကြိုးဆိုခဲ့ကြပြီးအလူကလေးကလည်းချစ်ခင်စွာလာရောက်ကြိုးဆိုခဲ့တာတွေ့ရပါတယ်။ဆရာတော်အတွက်အထူးစီစဉ်ပေးထားတဲ့နီးပညာမြင့်ဝှီချဲနဲ့အခြားလိုအပ်တဲ့ပစ္စည်းအစုံအလင်ကိုအလူရှင်တွေကလှူဒန်းပေးထားကြတာဖြစ်ပြီးဆရာတော်အတွက်လိုအပ်တဲ့ခြေတူတွေကိုလည်းစက်တိတ်လို့လှူဒန်းပေးနေကြတယ်လို့သိရပါတယ်။ Work for Peace ဆရာတော်အရှင်ပညာကတော့နဲ့ဆရာတော်တွေအလူကလေးတို့ဟာဒီကနေ့မှဒေးတရားရှိအနေနဲ့ဆက်လက်ရှောင်လန်းနေကြပြီဖြစ်ပြီးမကြခင်ရက်ပိုင်းအတွင်းမှာမိုင်ပေါင်း2300ကျော်ငိုင်းချမ်းကြီးခရီးစဉ်ရဲ့ပန်းတိုင်ကိုရောက်ရှိတော့မှာပါ။ဆရာတော်တို့ဟာဝါရှင်တန် DC ကနေမေရီလန်းကိုတွားဖို့စီစဉ်ထားတာဖြစ်ပြီးမေရီလန်းကနေပဲD130အပြီး Fort Worth ကိုပြန်လည်ထွက်ခွာဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။